ချမ်းသာတယ်ဆိုတာဟာအတိတ်ကလုပ်ခဲ့တဲ့ဒါနကောင်းမှုတွေကြောင့်ဖြစ်တာကံကြမ္မာရဲ့ reaction သဘောတရားအရာကိုလုပ်ခဲ့တာတွေကိုရကြတာအခုခေတ်မှာချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်တွေကိုသွားပြီးတော့သူတို့ပစ္စည်းဥစ္စာကိုမျက်မှောင်သွားပြီးတော့မကြိုးကြနဲ့အတိတ်ဘဝကလှူခဲ့တန်းခဲ့တဲ့ကုသိုလ်ကောင်းမှုရှိတဲ့ပုဂ္ဂိုလ်တွေကဒီဘဝချမ်းသာတာသူတို့ချမ်းသာတယ်ငါတို့တော့မချမ်းသာကောင်းလားလို့ဆိုပြီးစိတ်သွားမကွယ်နဲ့ကုသိုလ်ကံကကိုယ့်ဘက်မပါပဲနဲ့အကုသိုလ်ကံရဲ့နှိမ့်ဆက်မှုပဲခံရမှာပဲမင်္ဂနဲ့အတွေးကိုတွေးဖို့လူတွေယောနိသောမနတိကာရဆိုတာသိအရေးကြီးတယ်ယောနိသောမနတိကာရထားတတ်ဖို့ကုသိုလ်ထားတတ်မှာကုသိုလ်ရအဲ့ဒီလိုယောနိသောမနတိကာရချမ်းသာတဲ့လူတွေသူတို့အတိတ်ကကုသိုလ်ကောင်းမှုတွေလုပ်ခဲ့တာငါလည်းဒီဘဝမှာမေ့နေလို့ဖြစ်ဘူးငါအတိုင်းတာနဲ့ငါလုံးမှပဲဆိုစိတ်ပေါက်မှဒီပုဂ္ဂိုလ်ဟာဆင်းရဲဒုက္ခလုံးတိုင်းပြည်တစ်ပြည်နိုင်ငံတစ်နိုင်ငံ poverty alleviation ဆိုတဲ့စီမံကိန်းရှိတယ်ဆင်းရဲသူပပျောက်ရေးတဲ့ poverty ဆိုတာဆင်းရဲခြင်းဆင်းရဲမွဲတေမှုပပျောက်ရေးဘလို့လို့ရမှာမဟုတ်ဘူးလှူသူမလှူသူရှိနေသမျှကလပ်ပတ်လုံးလှူတဲ့လူကချမ်းသာမလှူတဲ့လူကဆင်းရဲဒီပုံစံအဲ့တော့ရှိနေမှာအဲ့တော့ဘယ်သူမပြုမိမိမှုဆိုတာရှိတယ်ဒီဘဝမှာပြည့်ပြည့်စုံစုံဘာလုံးလိုက်အောင်မြင်နေမလို့ရတောင်ဝေးကြတဲ့ကတထေးအိမ်သွားမွေးတယ်လူငယ်လေးတွေကလေးလေးတွေရှိရတယ်ဘာမှမလုပ်ရခင်သူ့အတွက် ကအစင်းသင်းဖြစ်နေသူဘာမှမလုပ်ရသေးဘူးတထေးအိမ်သွားမွေးတာဆိုဆင်းရဲတဲ့အိမ်မွေးပြီဆိုလို့ရှိရင်အနိတောင်ပေးစရာမရှိဘူးအမေဖေကလည်းထမင်းနတ်မှန်အောင်မစားရတော့ဘယ်ရောက်တော့အမိုက်ပုံးနဲ့ရောက်သွားတာလည်းရှိတာလမ်းဘေးပြစ်ခံရတာလည်းရှိတယ်ဒါတွေအလုံးဟာလုတ်သူရဲ့အပြစ်မဟုတ်ပဲနဲ့တွေ့ရမှာကိုယ့်ကိုယ်သဘောထားရမှာစိတ်ကွဲเสียမဟုတ်ဘူးပြုသူအသက်ဖြစ်သူအဟောင်းပြုသူအသက်ဆိုပြုတဲ့လူကတော့ဒါအသက်ပဲသူလှုပ်တဲ့လှုပ်ရသူခံရအောင်မယ်ကောင်းရင်လည်းသူဆံရအောင်မယ်ဖြစ်တဲ့လူကတော့အတိတ်ကလုပ်ခဲ့တာတွေသူရရှိနေပြီလို့ထုတ်ပြန်ဒါကံကြမ္မာရဲ့သဘောအတိတ်ဒီတိုင်းပဲရှိနော်နောက်ဘဝမှာအစင်းလာခြင်းနဲ့ဆိုရင်စိတ်မတူနဲ့ဒေါသမကြီးနဲ့လူတကမြင်လို့ရှိရင်ပိယစက္ခုဟိတမ္ပတ္တန္တာဆိုချစ်ခင်သောမျက်လုံးနဲ့မေတ္တာမျက်လုံးနဲ့ပဲချစ်ဒေါသမျက်လုံးနဲ့မချစ်နဲ့မေတ္တာမျက်လုံးနဲ့ချစ်အဲ့ဒါရင်ဖြစ်ရဘဝမှာမျက်စိလှမျက်လုံးကြီးပြူးကြည့်ရင်နောက်မှအဲ့ဒီပြူးကြီးပဲဖြစ်မှာပဲသိကြတယ်ဒါကိုလှုပ်တာကိုရတာသူများကိုပြုံးကြည့်တရားဖြင့်ဒီပြုံးရွှင်တဲ့မျက်နှာကိုရတာကိုလှုပ်တဲ့အလုပ်တွေကြီးပဲအလုံးဒီဘဝရောက်လာမှ plastic surgery လုပ်ပြီးတော့မေးယူပြင်ရတာနဲ့နှာခေါင်းပြင်ရတာနဲ့အနာခံပြီးတော့ပြင်နေနောက်ကြတော့လေဒုံရင်မှာဒါပါပဲဆိုတာဖြစ်တာနော်အခုကမြန်မာစကားအဆုံးသတ်ဒါပဲနော်ဆိုတာဒါပဲနော်ဒါပဲတိုးတော့လာမှာမဟုတ်ဒါပဲအဲ့ဒီစကားလေးကမှတ်နေဒါပဲနောက်ဆုံးတော့ဒါပဲနဲ့ပဲပြီးတာအားလုံးနောက်ဆုံးဒါပဲဒါပဲဆိုတာလေးတော့မှတ်တာနှလုံးသွင်းဖို့ဘာတွေလုံးနောက်ဆုံးတော့ဒါပါပဲအဲ့တော့ဒီဘဝမှာကောင်းနေဖို့အမှန်တမ်းအရေးကြီးတယ်လို့ဆိုကုသိုလ်ရအောင် vice attention လို့ခေါ်တယ်ယောနိသောမနတိကာရနဲ့အရာရာကိုနှလုံးသွင်းတတ်ရမယ်အဲ့လိုနှလုံးသွင်းမှ
လူဟာကုသိုလ်စိတ်ဖြစ်တယ်ကုသိုလ်စိတ်ဖြစ်မှကုသိုလ်ရဲ့အကျိုးအာယောနိသောမနတိကာရဆို unwise attention မလိမ္မာနှလုံးသွင်းခြင်းဟာမလိမ္မိုးမလိမ္မာနှလုံးသွင်းခြင်းကြောင့်ဒီနှလုံးသွင်းမှုကကိုယ်အကုသိုလ်တွေရင်ထဲကိုဖြစ်စေတတ်လို့အကျိုးပြီးတော့ကိုယ်ပဲခံရကိုယ်ပဲခံ wise attention ဆိုရယ်ယောနိသောမနတိကာရမမကံကဆင်ញင်သုံးသပ်တတ်ပြီးဆိုကုသိုလ်ဖြစ်အောင်နှလုံးသွင်းတတ်ပြီးဆိုရင်ကိုယ်ရင်ထဲမှာကုသိုလ်ဖြစ်တယ်အဲ့တော့ကုသိုလ်ဖြစ်အောင်နေဖို့ရေကိစီကုသလဓမ္မသဗ္ဗေတိယောနိသောမနတိကာရမူလကတဲ့ဒီကုသိုလ်မှန်သမျှဟာယောနိသောမနတိကာရအခြေခံတယ်လို့ဆိုဘယ်ကုသိုလ်ပဲဖြစ်ဖြစ်ယောနိသောမနတိကာရရှိမှဖြစ်တယ်ယောနိသောမနတိကာရဆိုတာ wise attention လိမ္မာတဲ့အတွေ့အမြင်အသိဉာဏ်နဲ့ရှင်တဲ့အမြင်ဆင်ញင်စဉ်းစားမှုလို့ဆိုလို့ယောနိသောမနတိကာရအင်္ဂလိပ်လိုတော့ attention လို့ခေါ်တယ်တတိပြုမှုဒါသိအရေးကြီးတာဘယ်ရပဲဖြစ်ဖြစ်အကောင်းဘက်ကခွင့်လွတ်တဲ့ဘက်ကမေတ္တာမပြတ်တဲ့ဘက်ကချီးရှုပြီးတော့စဉ်းစားဓမ္မကိုမှအပြစ်လွတ်တာဖြစ်တယ်ဖျားဘူးလာရင်ရှေးတုန်းကမြို့သမီးတယောက်ဖျားရည်မြေမော်ရောက်တဲ့အခါကျတော့တရွေးထွေးသွားတာသူကမြင်တယ်လူတွေကလည်းဖျားရည်မြေမှာဗမာပြည်မှာတော့မှပဲကွန်တရွေးကနေရာကထွေးတတ်တယ်လေဖျားတပြင်းရည်မြေမော်မှာတရွေးထွေးသွားတာကိုမြင်တဲ့အမျိုးသမီးက unwise attention နဲ့ဘာလုပ်လိုက်တော့ဆိုဘယ်ဘာမှကထီထွေးသွားတော့ဆိုဆဲလိုက်တာတော့နော်ဘယ်အဟာမကဖောက်ထုတ်နဲ့ဆဲတယ်အဲ့ဒီဖောက်ထုတ်နဲ့သူဆဲလိုက်တယ်ဆဲပြီးတော့သူ့ပါလာတဲ့အဝတ်နဲ့အဲ့ဒီတတွေးကိုတုတ်တယ်တုတ်တာတော့အကောင်းပဲဒါပေမဲ့လို့သူကဘယ်ဖောက်အောက်ထုတ်မှုမှကဒါလုတ်သွားသလဲလို့ဆိုလိုက်တဲ့အခါကျသူကနောက်မှကျဖောက်အောက်ထုတ်ဖြစ်သွားအဲ့ဒါတတိထားရတယ်လို့ပြောတတိထားပါကိုလုံးလိုက်လို့ရှိရင်ကိုကကုသိုလ်ဖြစ်ခဲ့တဲ့နဲ့တန်ရှိလို့သည့်အတွက်ကြောင့်ချောချောလှလှလေးတော့ဖြစ်ပါရဲ့ဒါပေမဲ့သူများကိုဖောက်အောက်ထုတ်ကိုပြောလိုက်တာနဲ့သူလည်းဖောက်အောက်ထုတ်ပဲဖြစ်တယ်အဲ့ဒါလေးကိုတတိထားရတယ်လို့ဝစီဗေဒထိတိုင်းရှာဆိုတာနော်အဲ့တော့အမှတ်တမဲ့မလုံးဝဘူးအကုသိုလ်စာလို့ပြောဝိတ္တခါတော့ကြတော့အတိတ်ဘဝကကုသိုလ်ကောင်းမှုတွေလုပ်လာတယ်ကဘာတသိမ့်တဲ့ကရေပါရမီဖြည့်လာတဲ့ပုဂ္ဂိုလ်မျိုးရိုးမိဘမှာတကယ်ကိုသူ့အဖိုးကမင်းတကတထေးလို့ခေါ်တယ်မင်းတကဆိုတာစိတ်လို့အဓိပ္ပာယ်ရအိမ်ထဲမှာရွှေစိတ်ရုပ်ကြီးတွေရှိတယ်အဲ့ဒီရွှေစိတ်ရုပ်ကြီးတွေထဲမှာနှိပ်လိုက်လို့ရှိရင်လူကျင်တာတွေအကုန်ရတယ်ဆန်စီစာအဝတ်တန်းစာရွှေငွေရစာရွှေစိတ်ရုပ်ကြီးတွေနဲ့ကံကြမ္မာကပေးထားတဲ့ရွှေစိတ်ရုပ်ကြီးတွေပိုင်ဆိုင်တာဖြစ်လို့သူ့ကိုမင်းတကတထေးလို့ခေါ်တာသူကလည်းချမ်းသာတယ်သူ့မှာလည်းအစွမ်းတကူတွေရှိသူ့အစွမ်းတကူကဘာတော့ဆိုရင်သူ့ရဲ့ကိုယ်တော်စပက်ကြီးတွေမှာစပားတွေရုံလျော့နေပြီဆိုရင်တပြက်စီပြောင်းလဲဥပုပ္ပါဆောင်အကုန်လုံးကိုယ်တော်တွေရှင်းလင်းပြီးတဲ့အခါမှာကောင်းကင်မော့ကြည်လိုက်ပြီးတော့တောင်းတလိုက်တာနဲ့စပက်ကြီးတွေပြန်ပြေးသွားတယ်ကောင်းကင်ကစပက်ကြီးစပားမိုးတွေရွာပြီးတော့သူ့ကြည်တယ်မှာပြေးတယ်သူ့ကြည်စပက်ကြီးကြီးကအမြဲပြေးတယ်ဒါသူ့ရဲ့စွမ်းတကူထို့တူပဲတထေးတော်ကြီးကလည်းစွမ်းတကူရှိတယ်
သူ့သားဖြစ်တဲ့တနည်းစရာကလည်းစွမ်းတကူရှိတယ်ချွေးမကလည်းစွမ်းတကူရှိတယ်နောက်ဆုံးမှာသူတို့အိမ်တာဝန်ယူပြီးတော့အလုပ်ကျန်းနေလုပ်ပေးနေတဲ့ခုခေတ်ဆိုရင်တော့နာမည်လှလှပေးပြန်ပေါ့ရှေးတုန်းကတော့ကျုံလို့ခေါ်တာပေါ့နော်အဲ့ဒီလူကလည်းပဲစွမ်းတကူရှိတယ်ထွန်ရက်စိုက်ပြုတ်ပေးတဲ့လူကလည်းစွမ်းတကူရှိတယ်အဲ့တော့သူတို့တွေဟာဘဝမှာကုသိုလ်ကောင်းမှုတွေလုပ်ခဲ့ကြတဲ့အတွက်ကြောင့်လူဘဝမှာထူးခြားတဲ့အရေးချင်းတွေရှိပြီးတော့အရတကလာပြီးတော့ကြည်ရလောက်အောင်ပဲကောင်းကုသိုလ်ကောင်းမှုဆိုတာတော်တော်ထူးဆန်းတာနော်တော်တော်ထူးဆန်းထူးဆန်းတဲ့ကုသိုလ်လို့ရင်ထူးဆန်းတဲ့အကျိုးပေးတာပဲအဲ့တော့ကုသိုလ်ကောင်းမှုရဲ့အကျိုးကိုမယုံမရှိနဲ့လောကကြီးရဲ့သဘာဝကိုလို့ရင်ကိုရတယ်ဆိုတာရှိကိုလို့တဲ့အတိုင်းကိုရအဲ့ဒီလိုတစ်ချိန်တစ်ခါလုံးလိုက်တဲ့ကုသိုလ်ကောင်းမှုကြောင့်သူတို့ဟာအစွမ်းတကူထက်မြက်လာကြအဲ့ဒီမှာဝိသခာဟာသူ့ရဲ့အဖိုးမေနကတထေးကြီးရဲ့သားထနင်စရာအိမ်မှာလာပြီးတော့သမီးလေးလာဖြစ်တယ်နော်အဖိုးကချမ်းသာသားကချမ်းသာတိမ်လုံးချမ်းသာနေကြတဲ့ပုဂ္ဂိုလ်ရသော်ဘုရားကအဲ့ဒီဗတ္တိယမြို့ကိုကြွတဲ့အခါမှာဝိသခာငယ်ငယ်လေးရှိတယ်9နှစ်ပဲရှိတယ်အဲ့ဒီအချိန်မှာသူ့အဖိုးကသူ့မြေးလေးကိုခေါ်တယ်ငါသမီးမြတ်စွာဘုရားတို့ဗတ္တိယမြို့ကိုကြွလိုက်မယ်ငါသမီးလည်းမင်္ဂလာရှိတာပဲသမီးလေးသွားဖို့ဆိုပြီးတော့မြင်းလဲတမိုးကြီးမားတဲ့ယရနာတွေနဲ့ထားတဲ့မြင်းလဲအဲ့ဒီခေတ်ကတော့မြင်းလဲပဲရှိတာခုတော့ကားဝယ်ပေးလို့ရတယ်အဲ့တော့ကားနဲ့မဟုတ်မြင်းလဲနဲ့သူ့ရဲ့အချမ်းရံနေနဲ့သူတို့တဲ့ပစ္စည်းဥစ္စာသိပ်မရှိတဲ့ပုဂ္ဂိုလ်တွေကိုခေါ်ပြီးတော့ထောက်ပံ့ထားတာဝိသခာအရွယ်လေးတွေကြီးပဲမပြင်းအောင်900ရှိတယ်သူတို့900အတူနေအတူစားအတူကစားအတူသွားစီးစရာယထာမြင်းလဲတွေ900နဲ့သွားလိုက်ရင်ကြောနဲ့အုပ်စုလိုက်နေကြတာသူတို့ဂရုလေးမြတ်စွာဘုရားကြွလာတဲ့အခါကျတော့ဗရိယမြို့သူမြို့သားတွေကကြိုကြမယ်ကြိုတဲ့အခါကျတော့မေနကတထေးကြီးကငါမြည်ဖျားလာလိမ့်မယ်ဖျားကြွလာလိမ့်မယ်ငါသမီးကငါမြည်ကယထာ900နဲ့ငါမြည်ရဲ့ချမ်းရံသူတို့သမီး900နဲ့ဖျားကိုကြိုပါလို့အခမ်းအနားနဲ့အဲ့တော့ဝိသခာမြတ်စွာဘုရားကြွလာတာပထမဆုံးတွေ့တဲ့အချိန်ကျိုးဆိုပြီးမြတ်စွာဘုရားကိုဒီပရိသတ်ဟာလာရောက်ပြီးတော့ကျိုးဆိုနှုတ်ဆက်တဲ့အချိန်မှာမြတ်စွာဘုရားကပရိသတ်တွေမှာတရားဟောတယ်ရောက်တဲ့အချိန်သူတို့လှူဒန်းပြီးတဲ့အခါမြတ်စွာဘုရားတရားအဲ့ဒီမြတ်စွာဘုရားဟောတဲ့တရားကိုနာပြီးတော့ဝိသခာသောတာပန်ဖြစ်သွားတယ်အဲ့ဒါဗတ္တိယမြို့သူတထေးသမီးလေးတထေးကြီးရဲ့မြေးကလေးဝိသခာ9နှစ်အရွယ်သောတာပန်ဖြစ်သွားတယ်ကံကောင်းတယ်သူ့ရဲ့ဒီအသိပညာလည်းထက်မြက်တယ်လိမ္မာတယ်ယဉ်ကျေးတယ်ယဉ်ကျေးလို့9နှစ်အရွယ်လေးဖះကိုကြိုးဆိုတယ်ထင်မယ်သူကထက်မြက်ဥဆောင်နေတယ်နောက်သူအရွယ်ကလေးသိပ်မကြောက်ဘူးကောသရမင်းကြီးကဖေဝိတာရမင်းနဲ့သူတို့ကနမလဲပေါင်းလဲအိမ်အောင်ပြုထားကြကောသရမင်းကြီးရဲ့နှမနဲ့ဖေဝိတာရမင်းကြီးကအိမ်အောင်ပြုဖေဝိတာရမင်းကြီးရဲ့နှမနဲ့ကောသရမင်းကြီးကအိမ်အောင်ပြုအဲ့ဒါကိုရွှေလန်းငွေလန်းဖောက်တယ်လို့ခေါ်တာကိုရှိခဲ့အပြန်လန်မဟာမိတ်ဖွဲ့လို့ရှင်အဲ့ဒါလိုဖွဲ့ရတယ်ရှင်ပတ်စံနဲ့တယ်မရဆွေမျိုးကတော်လိုက်ကြ
ဆွေမျိုးတော်ပြီးတော့ကောသလမင်းကြီးနဲ့ဗိမိသရမင်းတို့ဟာနှစ်ပြည့်တစ်ပြေရွှေလန်းငွေလန်းဖောက်ထားပြီကောသလမင်းကြီးရဲ့နိုင်ငံမှာချမ်းသာတဲ့ပုဂ္ဂိုလ်ကနေတယ်ပြုတ်ပတ်လောက်အောင်တထေးကြီးတွေမရှိဗိမိသရမင်းရဲ့နိုင်ငံမှာတော့သုံးမကုန်နိုင်လောက်အမိတဘောဂအမိတဘောဂဆိုသူတို့ဘလို့ချမ်းသာတယ်ဆိုတာကိန်းကနနဲ့ဖော်ပြလို့မရတော့အောင်ချမ်းသာတဲ့လူ9ဦးရှိတထေးကြီးတွေကြီးပဲ9ဦးအဲ့တထေးကြီး9ဦးရှိတော့ကောသလမင်းကြီးကသူ့နိုင်ငံမှာတထေးမရှိလို့အဲ့ထဲတယောက်လောက်ပေးပါပေါ့9ဦးတောင်ရှိတယ်သူ့နိုင်ငံတယောက်လောက်ပေးပါဒါတောင်းတဲ့အခါကျတော့ဗိမိသရမင်းကြီးဒီတထေးကြီးတွေပေးဖို့ဆိုတာလွန်ခဲနေပေါ့သူတို့ကအတိုင်းဝိုင်းကအလွန်ကြီးတာမြို့ကြီးတစ်မြို့စာလောက်ရှိတယ်အတိုင်းဝိုင်းကြီးတွေကိုပေးလိုက်မယ်ရွှေ့လိုက်မယ်ဆိုရင်ဟိုဓမ္မခက်ခဲတယ်ပေါ့နော်အတိုင်းဝိုင်းကြီးအလွန်ကြီးတော့အဲ့ဒီတော့မေနကသထေးရဲ့သားတနင်္စရာကိုခေါ်ပြောတာဗိမိသရမင်းကြီးကခေါ်ပြီးတော့ငါသားကောသလမင်းကြီးကတထေးတောင်းနေတယ်ဒီတထေးကြီး9ယောက်တည်းကတယောက်ပေးဖို့ဆိုတော့သိအဆင်မပြေဘူးငါသားလိုက်တော့လိုက်ပါသူကတော့တထေးကြီးရဲ့မြေးဆိုတော့ဟိုတထေးကြီးတွေတော့မဟုတ်သေးဘူးပေါ့နော်ဟိုမင်းကတထေးရဲ့သားကိုသားဆိုတော့ဒုတိယအဆင့်လောက်ပဲပေးလိုက်တာပေးလိုက်တော့မင်းကတထေးနဲ့တထေးရောနဲ့သူ့မိသားစုနဲ့သူ့အတိုင်းဝိုင်းတွေကကောသလမင်းကြီးရဲ့နောက်ကိုလိုက်သွားချာမဂရတိုင်းကိုဖြတ်ကျော်ပြီးတော့ကောသလနယ်မြေထဲရောက်တဲ့အခါတာဝတိနဲ့6ယူဇနာ1ယူဇနာကို10မိုင်လောက်နဲ့တွက်ကြည့်လိုက်အဲ့ဒါလောက်လှမ်းတဲ့နေရာမှာကျယ်ပြန့်တဲ့မြေခွက်ကြီးတစ်ခုတွေ့တော့တနင်္ဇရာကလျှောက်တယ်ရှင်မင်းကြီးဒါရှင်မင်းကြီးပိုင်တဲ့ဒေသရောက်ပလားလို့ဆိုကောသလမင်းကြီးကရောက်ပြီတဲ့ရောက်ပြီလို့ရှိရင်ကျွန်ုပ်တို့ဒီနေရာမှာပဲတာဝတိထီအောင်မလိုက်တော့ပါဘူးဒီနေရာမှာပဲမြို့တည်ပြီးနေပြစေမြို့တည်ပြီးအဲ့ဒီမှာမြို့တည်တာကိတမြို့ဆိုတာအဲ့ဒါဝိသခာရဲ့အဖေတည်တဲ့မြို့ပဲဝိသခာလေးလည်းသူ့အဖေသွားတော့ပါသွားတာပေါ့အဲ့တော့ဗတ္တိယရာဇဂဟနေပေကဗတ္တိယကနေမြို့ကနေပြီးတော့ဝိသခာတို့မိသားစုသည်တာဝတိကောသလတိုင်းဘက်ကိုပြောင်းရွှေ့သွားကြတယ်ဘုရင်ကြီးကခေါ်လို့ဘုရင်ကြီးကကဲကြိုက်တဲ့နေရာယူပါဆိုပြီးအဲ့နေပဲကြီးတစ်ခုလုံးသူ့ပြီးဧကဘောမြောင်များစွာကျဲတဲ့နေရာမြို့သစ်တဲတာပေါ့နော်တာဂိတဆိုတဲ့မြို့ကြီးကိုတဲပြီးတော့သူတို့မိသားစုပါသူတို့ကလူတွေကြီးမှမဟုတ်တာဝိသခာအဖေပိုင်တဲ့နွားအုပ်ကြီးကနဲတာမှမဟုတ်တာဝိသခာမင်္ဂလာဆောင်တဲ့အခါကျတော့ပေးတဲ့နွားအရေးတွက်တော့မှပဲအကောင်ကြီးနဲ့တွက်လို့မရဘူးနွားအုပ်ကြီးဟာဒီလမ်းအပြည့်သွားနေတဲ့နွားအုပ်ကြီးဟာဘယ်နှမိုင်ရှိတယ်ဆိုတာနဲ့တွက်ထားခုခေတ်နဲ့ပြောမယ်ဆိုလို့ရှိရင်သူတို့က3ကဟုတ်ဆိုထားပါတော့6မိုင်လောက်ရှိမယ်ဝိသခာတို့မင်္ဂလာပွဲမှာသူ့အဖေကသူ့သမီးကိုပေးလိုက်တဲ့နွားအုပ်ကဲသူ့မှာဘယ်လောက်နွားတွေများမလဲဆိုတာစဉ်းစားကြည့်နော်အဲ့ဒီမှာတော်လောက်ပြီဆိုပြီးတော့ခြံတကားပိတ်လိုက်တဲ့အခါမှာဝိသခာရဲ့ဘုံကံကြောင့်နွားကစပြီးဝိသခာနောက်လိုက်ခြင်းဒါကြောင့်မို့ခြံခုံလိုက်သွားတဲ့နွားအကောင်က1,600,000ရှိတယ်အရေးအတွက်ပြတာ1,600,000ဝိသခာနောက်လိုက်သွားဒါမင်္ဂလာလက်ထပ်ပွဲကိုကျူပြောလိုက်တာအဲ့ဒီမှာတာဂိတမြို့မှာဝိသခာအရွယ်ရောက်လာ16နှစ်အရွယ်ရောက်အဲ့ဒီမှာတာဝတိမြို့တဲကမိဂါရတထေးက
သူသားပုံနာဝဋ္ဌနာအိမ်တော်ချပေးဖို့တထေးလိုက်ရှာတဲ့အခါမှာတာဂိတရောက်လာပြီးတော့ဝိသခကိုလာတောင်းတာပါပဲအဓိကနော်ဒါပေမဲ့ပစ္စည်းဥစ္စာချင်းနှိုင်းရှင်ကြည့်လိုက်မယ်ဆိုမိဂရတထေးချမ်းသာတာဘာမှမပြောပါတော့တနည်းစရဝိသခရဲ့အဖေချမ်းသာတာအလုံးကိုချမ်းသာသို့တော့အချိန်တန်အရွယ်ရောက်ဒီချိန်တန်ဒီပွင့်ချိန်တန်ပွင့်ဆိုမိဘတွေကအရွယ်ရောက်လာတယ်ဆိုအိမ်တော်ရဲ့သားချပေးလိုက်တာပါပဲအဲ့တော့တာဂိတရောက်တဲ့အခါမှာဝိသခဟာမိဂရတထေးကသူ့သားအတွက်လာတောင်းရမ်းတယ်ရှေးစနစ်ကတော့သူတို့သမီးကသူတို့သားအိမ်လိုက်ရတယ်အာဝါဟဝိဝါဟဆိုတဲ့စကားလုံးဗမာတွေလည်းသုံးနေတယ်နော်အာဝါဟဝိဝါဟမင်္ဂလာဆိုတာဒါလည်းသိတဲ့လူကနေအာဝါဟဝိဝါဟဆိုတာဘာပြောတာတော့လက်ထမင်္ဂလာလို့ပဲသိကြတယ်အာဝါဟမင်္ဂလာဝိဝါဟမင်္ဂလာဆိုတာဘာပြောတာလဲအာဝါဟဆိုတာသူတို့သမီးကိုသူတို့သားအိမ်ကအခမ်းအနားနဲ့လာပြီးတော့ခေါ်ယူတာကိုအာဝါဟလို့ခေါ်တယ်ဝိဝါဟဆိုတာသူတို့သမီးရဲ့မိဘတွေကသူတို့သမီးကိုသူတို့သားအိမ်ကိုအခမ်းအနားနဲ့ပို့ပေးတာဟိုကခေါ်တာဒီကပို့ပေးတာနှစ်ခုစလုံးဟာသူတို့သမီးကသူတို့သားအိမ်လိုက်ရတယ်ဒါအိမ်ကြီးထုံးတယ်နော်အဲ့ဒါကိုအာဝါဟဝိဝါဟမင်္ဂလာလို့ပြောတာအဲ့ဒီမင်္ဂလာလက်ထပ်ပွဲလှုပ်တဲ့အခါကျတော့ဝိသခကတာဂိတကနေတာဝဋ္ဌိကိုလိုက်သွားနော်တာဝဋ္ဌိလိုက်သွားဒါပေမဲ့လို့သူလက်ထပ်လိုက်ရတဲ့ပုံနာဝဋ္ဌနာရဲ့မိသားစုမိဂရတထေးရဲ့မိသားစုကဘုရားဘာသာမဟုတ်ဘူးဘာသာခြားအဲ့ဒီခေတ်ကဘာသာချင်းမတူတဲ့ပုဂ္ဂိုလ်ဘာသာချင်းမတူဘူးဆိုလို့ရှိရင်သူကခဏခေတ်မှလည်းပြဿနာရှိတာပေါ့နော်အယူဆချင်းမတူဘူးကွဲပြားတယ်ဆိုရင်အနည်းနဲ့အများပြဿနာရှိတတ်ကြတယ်အဲ့တော့ဝိသခကလူမှုရေးရမိဂရအိမ်လိုက်သွားတော့မိဂရသူကိုးကွယ်တာဝိလစ်လစ်နိဂန္ဓအာဇီဝကယဟန်တွေကိုကိုးကွယ်အဲ့ဒီခိုင်းကိုကိုးကွယ်တရက်တော့မိဂရတထေးကအိမ်ကိုပင့်ပြီးတော့အဲ့ဒီတက်ကရွန်ဆိုတဲ့တုံးလုံးယဟန်တွေကိုတုံးလုံးနေပြီးတော့ကျင့်တဲ့အာစေလကတွေကိုဆွမ်းကတ်တဲ့အခါကျတော့သူ့ရဲ့ချွေးမကိုခေါ်တယ်သမီးငါယဟန္တာတွေလာဖူးပါအောင်ပြောယဟန္တာလို့ဆိုတော့ဝိသခအဟုတ်မှတ်ပါယဟန္တာဆိုတော့သောတာပန်ကြီးညူတာဟုတ်ယဟန်ထွက်လဲကြည့်လိုက်တော့ကိုရောမြတ်တွေကတုံလုံးကြီးတွေဆိုတော့ဟာဒါယဟန္တာဖြစ်နိုင်ဘူးဆိုတောက်လျှောက်နောက်ပြန်ဆုတ်သွားဝိသခနောက်ပြန်ဆုတ်သွားအဲ့ဒီမှာသူ့ရဲ့ယောက်ျားမကြီးကမျက်နှာပြက်သွားသူ့ဘုန်းကြီးတွေကလည်းဟာဘယ်ဟာမျိုးသမီးရောက်လာမကျေနပ်တဲ့စကားတွေပြောလာဘယ်ဟာခေါ်လာတော့သူတို့ပေါ်မှာမကျေနပ်ဖြစ်ပြီးနောက်ပြန်ဆုတ်သွားတယ်ဆိုဘယ်ဟာမျိုးသမီးဘာသာချင်းမတူတဲ့မျိုးသမီးဆိုပြီးတော့အဲ့တော့မိဂရတထေးကစိတ်တူသွားတယ်ပေါ့နော်သူယဟန္တာတွေဒီလိုပြောအောင်ဝိသခသူကပြောလိုက်သေးတာတုံးလုံးကုတော်ကြီးတွေမြင်တဲ့အခါကျဒါလားယဟန္တာဆိုပြီးပြန်ဆုတ်သွားတာအဲ့ဒါကိုမခံမရနိုင်ဖြစ်ပြီးတော့ဝိသခကိုဒီသူ့ရဲ့ယောက်ျားမကြီးကအိမ်ကနေနှင်ချသူကိုးဝယ်တဲ့ဘာသာတိုက်ခိုက်တယ်ဆိုအိမ်ကနေချသို့တော့ဟိုကဆွေကြီးမျိုးကြီးဆိုဝိသခအပြစ်ရှိလို့ရှိရင်စီမံဆောင်ရွက်ပေးနိုင်မှုဝိသခကိုထောက်ကူပြုမယ်
တကြွယ်8ယောက်ထည့်လိုက်တာဟုတ်တတိယတကြွယ်ဆိုတာသူလောမချမ်းသာဘူးဒါပေမဲ့ချမ်းသာတဲ့လူတွေပဲချမ်းသာတဲ့အုပ်စုတွေကိုထည့်လိုက်တယ်သူ့ရဲ့သမီးတစုံတစ်ခုပြဿနာဖြစ်ရင်ကျွတ်တင်ပြီးတော့ဝိသခာဖြည့်ရှင်းပေးဖို့ဆိုပြီးထည့်ဝိသခာအစကြောင်းကတော့အကျယ်ကြီးပဲနော်တို့ရင်တို့ချင်းချင်းပြောရမှာအဲ့ဒီမှာအဲ့ဒီတကြွယ်တွေကလာပြီးတော့ဒီပြဿနာကိုမေးမြန်းစစ်စစ်တဲ့အခါကျဒါဝိသခာရဲ့အပြစ်တခုမှမရှိဘူးဒါမလွန်ဘူးဝိသခာဘာသာရေးနဲ့ပတ်သက်ပြီးလွတ်လပ်ခွင့်ရှိတယ်သူရှိခိုးချင်မှရှိခိုးမှာပေါ့ဘယ်လိုလုပ်ရှိခိုးမှာတော့ဟိုကိုရောကြီးတဲ့အဝတ်မှမရှိတာအဲ့ဒါနဲ့ဆုံးဖြတ်လိုက်တော့သူနှင်ချလို့မရနှင်ချလို့မရတဲ့အခါကျမှဝိသခာကဲသူပြစ်ကင်းနေဆိုရင်ဒီအိမ်မှာမနေတော့ဘူးဆင်းမယ်သူကပထမတတိကြီးကဝိသခာကိုဆွဲထုတ်ခိုင်းသေးတယ်ဒါပေမဲ့အဲ့ဒီနာနေတဲ့လူတွေကဝိသခာရဲ့လူကြီးကြီးပဲဆိုဘယ်သူမှဆွဲမထုတ်ဘူးဝိသခာနောက်ဆုံးတော့ဝိသခာသူအပြစ်ကင်းနေဆိုတော့သိကြတယ်သူအပြစ်မလုပ်ဘဲနဲ့အပြစ်ရှိတယ်ပြောရင်ဒီအိမ်မနေတော့ဘူးဆင်းမယ်ဆိုပြီးတော့လုပ်ပြန်တော့အဲ့ဒီကြတော့မှမဆင်းမနဲ့ဆိုတခါတောင်းမှညာအဲ့လိုနဲ့သူဟာအဲ့ဒီရောက်သွားရှာနော်သို့တော့သူကမလှူရမတန်းရသူမနေနိုင်ဘူးတဲ့သောတာပန်ဆိုတော့သူကိုးခဲ့တဲ့ဘုရားယဟန္တာတွေပြင့်နေတယ်အဲ့ဒါကိုသဘောတူလေရတယ်ဟိုတတိရောက်ခမသဘောတူပေးရသဘောတူတော့မြတ်စွာဘုရားကိုပြင့်ယဟန်တွေကိုပြင့်ဆွံ့ကြွေးအဲ့ဒီဆွံ့ကြွေးတဲ့အခါကျတော့သူကလည်းသူရောက်ခမလှုပ်တယ်လို့ပဲဆွံ့ကြွေးပြီးတရားဟောတော့မယ်ဆိုရောက်ခမကြီးကိုခေါ်တယ်လာပြီးတော့တရားနာပါဆိုဖိတ်တယ်အဲ့တော့ယတ္တမပြခြင်းယတ္တမပြခြင်းတော့တိတ်တိတ်ပုံတရားနာမယ်ဆိုလိုက်ကတွင်းကပဲသူနာတယ်ရသော်ပြတရားဟောတဲ့အခါနာရင်နဲ့သူရသော်ပြတရားကိုသဘောကျပြီးတော့အသိဉာဏ်တွေရပြီးသောတာပန်ဖြစ်သွားတဲ့အခါကျတော့လိုက်ကဖွင့်ပြီးတော့မြတ်စွာဘုရားကိုရှိခိုးဝါချပြီးတော့ဝိသခာကိုလည်းခြေဆုတင်လို့သူ့ရဲ့မိခင်မှာပဲချွေးမကိုမိခင်အရာထားတာကိုမိဂရမာတာလို့ဝိသခာနာမည်တစ်ခုရတာအဲ့တော့ဝိသခာအကြောင်းကစိတ်ဝင်စားစရာတော့ကောင်းတယ်ပေါ့နော်အဲ့လိုနဲ့ဝိသခာဟာဖရာတရားတန်ခါသူဟာသောတာပန်ဖြစ်သည့်အတွက်ကြောင့်ဘသူပြောင်းလို့မှမပြောင်းဘူးဖရာကိုဗုဒ္ဓေအဝိစ္စပတာရဓမ္မေအဝိစ္စပတာရသံဃေအဝိစ္စပတာရအသိဉာဏ်နဲ့ဖရာတရားတန်ခါကိုယုံကြည်ုံမြမက၅ပါးသီလကိုအသက်ထက်မြတ်နိုးတယ်အသက်လောက်မြတ်နိုးတာမဟုတ်ဘူးအသက်ထက်မြတ်နိုးတယ်အသက်နဲ့၅ပါးသီလဘယ်အရွေးမလို့ဆိုအသက်ဖက်အဆုံးခံမယ်၅ပါးသီလအဆုံးခံတာအသက်ထက်မြတ်နိုးတယ်လို့ခေါ်တယ်အသက်ထက်မမြတ်နိုးတဲ့ပုဂ္ဂိုလ်ကတော့၅ပါးသီလဆိုတာနောက်လွယ်ပါတယ်ဆိုပြီးတော့အသက်ဖက်လက်ခံနော်သူကြတော့အဲ့လိုမဟုတ်ဘူးအသက်ကတန်မှုမရှိဘူး၅ပါးသီလတန်မှုရှိတယ်၅ပါးသီလကိုအသက်ထက်တန်မှုထားပြီးတော့ဆောင်းလျှော်တဲ့သောတာပန်ရဲ့အခြေအနေကအဲ့ဒါမျိုးသောတာပန်ပုဂ္ဂိုလ်ဆိုတာ၅ပါးသီလကိုအသက်ထက်တန်မှုထားတယ်ဖရာတရားသံဃာနဲ့ပတ်သက်ပြီးဘသူပြောလို့မှလက်ခံနိုင်စွာမရှိဘူးဖရာတရားသံဃာအစစ်ကိုသာလက်ခံတယ်ဆိုတဲ့အနေအထားမျိုးရောက်အဲ့လိုနဲ့ဝိသခာလူ့ဘဝရောက်လာတဲ့အခါမှာနေ့စဉ်နဲ့အမျှသူ့အိမ်မှာတန်ခါအပါ900အမြဲတမ်းဆုံးကတ်ကုသိုလ်ကောင်းမှုတွေကိုအမြဲတမ်းလုပ်တယ်ကြောင်းသွားတယ်စေတုံအကြောင်းကိုသွားတယ်အဲ့လိုသာသနာတော်ကိုလူရန်ထောက်ပံ့တဲ့အခါမှာဝိသခာလောက်ဘယ်သူမှမထောက်ပံ့နိုင်ဘူးဝိသခာဟာအနာရဝိတ္တိဆောက်လုပ်ထားတဲ့အကြောင်းကိုပဲသွားပြီးတော့မြတ်စွာဘုရားကို
ရသော်ဗျာစီတရားနာတယ်တန်ဃာတွေကိုနေစဉ်ဘာ900အိမ်ပြပြီးတော့ဆုံးကတ်တယ်ဒါကြီးလောက်ပဲသူတို့ကြိုးစားပြီးတော့လုပ်တယ်ပေါ့နောက်တနေ့ကျတော့ဝိသခာအိမ်တော်ချပေးမယ်ဆိုတဲ့အခါမှာသူ့အဖေကမင်္ဂလာလက်ထပ်ပွဲမှာဆင်ရင်ဖို့ဆိုပြီးတော့မဟာလတ္တတန်းစာဆိုတာပိဿချိန်နေနဲ့အလွန်လေးတဲ့ကြောက်တံပရမများတွေစီပြီးတန်ဖိုးရှိတာတွေနဲ့ရက်လုတ်ထားတဲ့စီချဲထားတဲ့အမျိုးသမီးတွေဝတ်ဖို့မဟာလတ္တတန်းစာတကူလုံးစွတ်ချလိုက်တဲ့ဟာကြီးပေါ့နော်။တာမန်မျိုးသမီးဆိုအဲ့ဒီမဟာလတ္တတန်းစာဝတ်နိုင်လောက်အားမရှိဘူးလေ။အဲ့ဒါကြီးနဲ့စွတ်ချလိုက်ရင်ခွေပြီးလဲတော့ဝိသခါကတော့ဆင်မြောင်၅စီအားမို့အဲ့ဒါကြီးကိုထမ်းနိုင်တယ်သူအလေးကြီးနော်။အဲ့ဒါလေးတယ်ကြောက်တွေနဲ့စီထားတယ်။အဲ့မဟာလတ္တတန်းစာကြီးကခရီးချီပြီးတော့တန်တာသူ့ဖေကပေးလိုက်မင်္ဂလာလက်ထပ်ပွဲမှာဝတ်ဆင်တယ်ပွဲနေပွဲတိုင်းရှိတဲ့အခါမှာအဲ့ဒီယရဏဝတ်စုံကြီးနဲ့ဝတ်ပြီးတော့ပွဲတက်တယ်ပေါ့တခါတော့ပွဲနေပွဲတိုင်းသွားဖို့အဲ့ဒီဝတ်စုံကြီးဝတ်သွားတယ်ဝတ်တော့ဇေရွန်ကျောင်းနဲ့သိပ်ပြီးတော့လန့်လန့်ကန်ကမရှိမလန့်မကန်မှရှိတော့ပွဲတက်တဲ့အလုပ်ပြီးတဲ့အခါမှာဖျားစီသွားဖူးခြင်းနဲ့စိတ်ပေါ်တော့ကဲငါတို့အချိန်နဲ့ရှိသေးတယ်ကျောင်းသွားကြမယ်ဆိုကျောင်းသွားကြမယ်ဆိုဒီလိုဝတ်စုံကြီးနဲ့သွားလို့အဆင်မပြေဘူးဘောဘာယောဂီဝတ်ကလေးနဲ့အဆင်ပြေတယ်ဝတ်ပြောင်းသွားတာနော်ယောဂီဝတ်နေမှာပေါ့တွေးချီတာဒါအဲ့ဒီအဝတ်လေးကိုပြောင်းလိုက်တယ်ပြောင်းပြီးတော့ဒီဝတ်စုံကြီးကိုချွတ်ပြီးတော့အထုတ်ပြီးဒါကိုထမ်းနိုင်တဲ့အမျိုးသမီးရလည်းပဲသူ့နာမှာအမြဲတမ်းဝေယဝိဆလုပ်နိုင်တဲ့အမျိုးသမီးတယောက်ပဲဒါကိုမနိုင်တယ်ကျန်တဲ့လူတွေမနိုင်ဒါအားလေးတယ်အခုကြောက်စိမ့်ပရိတို့ဘာလို့ကင်ကြည့်ပါလားကြောက်စိမ့်ခင်းကြီးတွေလေးကြီးတွေလေအဲ့လိုနေမှာပေါ့ဒါအားလေးတယ်အဲ့ဒီထုတ်ကြီးနဲ့ဘုရားကျောင်းသွားတယ်ထုတ်ကြီးကိုအမျိုးသမီးတယောက်ကယူပြီးတော့ဘုရားကျောင်းသွားမြတ်စွာဘုရားရှိခိုးဘုရားစီကတရားတွေပါတွေနာပြီးတော့ပြန်ညမယ်အိမ်ပြန်ညမယ်ဆိုတော့အဲ့ဒီအမျိုးသမီးကအထုတ်ကြီးချထားပြီးမေ့ကြံရတယ်လမ်းကြမှာတတိယကျောင်းပြစ်မဲ့ရောက်တော့ဝိသခာအေးဘယ်မလဲမဟာလတ္တတန်းစာဝတ်မယ်ဆိုအဝတ်လဲမယ်လို့ပြောလိုက်တဲ့အခါကျတော့အဲ့ကျတော့မှကျောင်းမေ့နေပြီမေ့နေဖြစ်သွားအဲ့တော့ဝိသခာကသိတယ်ကျောင်းမှာဧည့်သည်တွေလာပြီးမေ့ကြံရတဲ့ပစ္စည်းဆိုရင်ကောက်ယူပြီးတော့ရှင်အနန္ဒာကသိမ်းထားရတယ်တော့သူ့ထုတ်ကြီးလေတေချာပေါက်မေ့ကြံရတဲ့ဝတ်ဆိုရှင်အနန္ဒာသိမ်းထားမှာပဲသူတွေးကြည့်တာနဲ့သိတယ်အဲ့တော့သူအထုတ်သွားယူတဲ့အမျိုးသမီးကိုမှားလိုက်တာရှင်အနန္ဒာသိမ်းထားပြီဆိုရင်တော့မယူခဲ့နဲ့တော့ရှင်အနန္ဒာမသိမ်းဘူးငကိုနေရာမှာရှိတယ်ဆိုရင်တော့ယူလာခဲ့မှားလိုက်ဟိုကြောက်တဲ့အခါကျတော့ရှင်အနန္ဒာသိမ်းထားတယ်ရှင်အနန္ဒာထုတ်ပေးလိုက်တယ်ဒါပေမဲ့မယူခဲ့နဲ့ဆိုသူမယူရဲဘူးပြန်သွားတယ်ရှင်အနန္ဒာထုတ်အဲ့တော့ဒီဝကြီးကဘာလို့ရမလဲတန်ကြီးကလည်းပဲ29ခရီးထင်တယ်တန်ကြီးရှိတယ်ဒါကြီးကိုရောင်းပြီးတော့ကျောင်းဆောက်ခြင်းဘုရားကိုလှူခြင်းကျောင်းဆောက်ခြင်းအဲ့တော့ဒီအဝတ်ကြီးဟာရှင်အနန္ဒာကင်ထားမှတော့ငါမိုးတော့ဘူးဆိုပြီးတန်ဖိုးကြီးတဲ့အဝတ်ကြီးကိုသူစွန့်လွတ်လိုက်အဲ့ဒီမှာပေါ့ပါမဟာလတ္တတန်းစာဒီလောက်ယေရနာတွေမများတဲ့ပေါ့ပါဝတ်လို့ရတဲ့အဝတ်ကိုတော့သူ့ရောက်ခမကလုပ်ပေးထားတယ်မိဂရတတိကလုပ်ပေးထားတယ်အဲ့ဒီဝတ်စုံလေးရှိတယ်ပေါ့ဒါကြီးကအလွန်လေးအလွန်တန်ဖိုးကြီးအဲ့တော့ဒါကြီးကိုရောင်းချမယ်ရောင်းချပြီးကျောင်းဆောင်မယ်သူစဉ်းစားတော့